ဘယ်ဒီရောက်တာ တာဆိုဒီချူစီရောက်တယ်ဘယ်မှာဒီချူပဲ အော်ဒီဘက်ကိုသွားမှာလေငွင်းလား ဟုတ်ဒီဘက်ဟဲ့ရှေ့တက်ဟောရှေ့တက်ပဲဆိုနေပြန်လာပြန်လာပြန်လာတူးอ่ะခေါဘယ်လို့တာယူတာတွေ့ချတော့ရနေရလောက်အောင်မလေးနမ အော်တော်ပါပြီဒီမနမ အော် ဒီနမနဲ့ နမတူ တခြားတွေ့ရမှာโอเคနမကဘယ်လိုတွေ့အောင် မနဲ့ပေါင်းလေးပြတယ် 45နဲ့အော်တော်ပါပြီဒီခိုင်းဖေးပေါင်းကြည့်ရမယ်ကလီယာနဲ့โอเคဖေးပေါင်းကြည့်မယ်ဘယ်လောက်တော့45နဲ့30နဲ့ပေါင်းတော့55ပေါ့5ပေါ့အဲ့တော့ စိတ် အန်နာ ပွေတော့ ဟုတ်တယ် ဘက်တော့ဘက်ရတော့တက်ထွက်တော့လည်းပတ်ဆက်ရတော့ ထပ်ပြီးတော့ ဆက်ပြီးတော့အဘက်တော့ ဒီရလား အဘက်ကကြောက်ကိုခုနေတယ်ဒီမင်းနေကြည့်တာ အေး ဟော နီဝါဝါဒီမှာဂိမ်းခွန် ကိုခုဟာမရောက် အဘယ်လိုလဲဟာ ရပါအတာတေချာတော့တွက်လိုက်ရတယ်နော်တေချာတော့တွက်လိုက်ရတယ်တေချာတဲ့ရ ဟုတ်ကဲ့တပည့်တော့လေ ဟုတ်လေတော့ဘယ်နေရမနေရလဲဆိုရွေးရမှာလို့ အော်အဲ့လိုလား ဟုတ်တယ် ဘယ်လိုလဲခုမသခင်အဖေတော်မျက်စိလဲလား အောက်ရှိတယ်အောက်တခုရှိတယ်နိုင် ဟုတ်ကဲ့ အောက်ပြစီ ဒီမှာအောက်ထဲမှာဘာရရနေလဲ မမရောင်းနေ အော် မမနေရဖေဖေက ဒီမှာတနက်ဒီမှာမှန်ဟိုကိုလိုပြန်စီပဲ ဟိုဘက်ကြီးဒါပဲယူဖေဖေကဘယ်နဲ့မှ ကြောက်ပါတော့ အပါရဲ့ထိုင်တာ ဘာပိုက်ရရလား ဖေကဘယ်နဲ့မှ အဖေအဖေမှနေမလဲဆိုတော့ဘရာဇီးမှနေမယ်ဒီမှာဘရာဇီး မနေမနေအမေရောက်ထိုင်ရလို့ဖြစ်မနေပါ ဘရာဇီးကြီးရောဒီကောင်ကဘာလဲဆိုတော့ ဟောပြောပါ အမီလဲနေတာတော့မတကယ် နဲနေရမယ်အင်းနာတော့လို့ဘယ် ဘရာဇီးဥရုဂွေးရဲ့မက္ကဆီကိုရဲ့အင်္ဂလန်ရဲ့အင်္ဂလန် ဟာဘယ်ပါ တက်ပြိုင်းနေတယ်သူကဟုတ်လား ဟုတ်ဘူးရှင်ဘယ်ဆုံးနေမှာတော့ပြောတယ် အဲ့ဒီရွေးမယ်ဆိုရင်ပြပြစားဟောကဲ့ မင်းကတော့ အင်္ဂလန်အော်အဲ့ဒီပဲသွားရတာဒါအဲ့ပြကြုံဖေးသွားကြည့်မယ် ဒီထက်ဒီထက် ဟောဒီမှာတင်ချပါအောင် ဒီချက်ပေါင်းအဲ့ဆက်ပူ 29ရဲ့ပေါင်းတော့9နဲ့18 ဟာနာရဲ့ဒီ 38ရှိဘူးအမေဟောပေါ်အင်းဒါ ဟမ် ဒီပြဘာလို့ ဘာလဲ အမေဒါတော့ဘာလို့မရဟိုလေ အော် တော့ဘာဖြစ်ဘာဖြစ်စီယိုပါလားအငါကြီးပါ
ဒီပြန်တော့တဲ့ဟာရအောင် ခိုင်ရမဟုတ်တရားဆက်လေးနေတော့လေခိုင်โอเคခိုင်နော် ဒီပါပွင့်နေမနပွင့် โอเคပွင့်ပါပြီ ဆံပြေးဒီညာကတွဲနေ โอเค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  ဆောင်းရပါရှော ကဲအဲ့ဒီဒါလေးဆောက်ပြီးအိမ်မယ်နော်ကတော့ဟိုအဲ့ချိန်မီလေအဲ့ရတာမှလေဒါလေးဆောက်ပြီးအိမ်မယ်ပြောတယ်တခါတေးသွားပြီလေ တခါတင်ရတယ်ဘာမှဆိုင်ဘူးလေ အဲ့တခါတင်ပြီးတာလေ အဲ့ဒါကျောင်းလုံးလာရတာဘာရလဲမသိ ဘယ်သူတွေ့ရင်မလို့ တွေ့လို့ဟုတ်ပါတော့ခမမမ ကဲပြီးပါပြီစိတ်ညိုဒီလိုမှလွတ်နေတော့ပါပြီကဲအားလုံးပဲ good night ပါ ဒီလိုမဲလို့ပြောတယ် ဟောဒီပြောမိသွားတာအားလုံးပဲအိပ်ပါတော့မယ်